အားလုံးပဲမင်္ဂလာပါဒီချဲနေ့ဖြစ်ပါတယ်ဒီအပတ်မှာလည်းဒီချဲကလှုပ်ဆောင်ချက်အခြေအနေဖြစ်တည်မှုတွေဖော်ပြတဲ့စကားလုံးဖြစ်တဲ့ buff ထဲကမှာအသုံးများတဲ့ buff 3မျိုးကိုထပ်မံ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ပထမအဆုံး buff လေးကတော့ SEEC မြင်သည်ဆိုတဲ့ buff လေးပါဒီ buff ကိုကျတော့ present simple ပတ်ဝန်းမှာဆိုရင် I see my grandparents every weekend ကျွန်တော်ရဲ့ဘိုးဘွားတွေကိုအပတ်စဉ်ပိတ်ရက်တိုင်းမှာတွေ့တယ်Part symbol buff ကြီးမှာ I saw a beautiful rainbow yesterday မနေ့ကလှပတဲ့တက်တန်တစ်ခုကိုမြင်ခဲ့တယ် Present continuous tense I am seeing my doctor tomorrow afternoon မနက်ဖြန်နေ့လယ်မှာဆရာဝန်နဲ့ပြဖို့ရှိတယ်ဆိုပြီးတော့သုံးချလို့ရပါတယ်ဒုတိယ buff လေးကတော့ COME come လာသည်ဆိုရဲ buff လေးပဲဖြစ်ပါတယ်Part 1မှာတော့ she comes to work by trainသူမယထာနဲ့လှုပ်လာတယ် Past symbol They came to our house for dinner last night သူတို့မနေ့ညကကျွန်တော်တို့အိမ်ကိုညစာစားဖို့လာခဲ့တယ် Present continuous My relatives are coming to visit us next week ကျွန်တော်ဆွေမျိုးတွေလာမယ့်အပတ်ကျွန်တော်တို့စီကိုလာလည်ကြလိမ့်မယ်လို့သုံးလို့ရပါတယ်နောက်ဆုံး buff လေးကတော့ TK takes ဆိုတဲ့ main buff လေးပါ present simple ဖြစ်တဲ့ပတ်ဝန်းမှာဆိုရင် he always gets good grades in school သူကကျောင်းမှာအမြဲတမ်းအဆင့်ကောင်းကောင်းရတယ် past simple he got a new car for his birthday သူရဲ့မွေးနေ့အတွက်ကားအသစ်တစ်စီးရခဲ့တယ် present continuous ဘာဝရင်းကြီးမှာတော့ it's getting dark outside အပြင်မှာမှောင်နေပြီလို့သုံးချလို့ရပါတယ်ဒီ buff 3ခုကိုအသုံးများတဲ့ buff လေးနဲ့တွဲပြီးလေ့လာပြီးပြီဆိုရင်တော့ comment section ထဲမှာလေ့ကျင့်ထားတဲ့ watch လေးရေးသွားဖို့လည်းမမေ့ကြပါနဲ့เนาะ See you in the next video bye bye